Hello အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့အောင်ပြည့်ဖြစ်ပါတယ်နော်ကဲကိုလက်ရှိကျွန်တော်ပြောပြချင်တာကတော့မနေ့ကမှာလေ့ကျင့်ခန်းလုပ်ရအကျိုးကျေးဇူးတွေဖြစ်ပါတယ်ဒီမှာကျွန်တော်မနေ့ကလေ့ကျင့်ခန်းလုပ်ရအချိန်လေးပေါ့နော်ဟောကျွန်တော်လက်ရှိမှာတော့ကျွန်တော်ထိုင်းနိုင်ငံရောက်နေတာဖြစ်ပါတယ်မလန်းစားကြည့်ပေါ့နော်ဒါတမတော့ရနော်ကျွန်တော်ရရင်တော့ရပါဟိုဘန်ကောက်တို့ဒီမှာမဟာချိုင်လို့မဟုတ်ဘူးနော်ကျွန်တော်ရတာတော့ရပါလို့နော်တော့ရလမ်းအောင်ကြည့်ဒီမြနိုင်ငံတော့ရလမ်းကောင်းနေမဟုတ်ကျွန်တော်အခုပြန်ဆက်ရအောင်နော်ရေးကြည့်ရတခုကျွန်တော်ပြောချင်တာကမနေ့ပိုင်းလေးကြည့်ကန်လောက်ရကြိုးကြည့်ပြီးကိုဘလောက်ပဲစိတ်လေးရှုပ်နေပါစေဘလောက်ပဲစိတ်လေးညစ်နေပါစေမနေ့ကန်လေးကြည့်ကန်လောက်ရအတွက်မနေ့ခင်အလှပမြင်ရတယ်လို့စိတ်တွေလုံးဝလန်းဆန်းစီတယ်ကိုဘလောက်ပဲစိတ်ညစ်နေပါစေဘလောက်ပဲစိတ်လေးရှုပ်နေပါစေမနေ့ခင်လေးကြည့်ကန်ပုံမှန်လုပ်ပဲဆိုရင်ကိုစိတ်ရှုပ်မှုတွေစိတ်တကြမှုတွေပျောက်နိုင်ပါတယ်လို့ကျွန်တော်ရရဟိပြောရပါလက်ရှိကျွန်တော်လည်းအဲ့လိုဖြစ်နေတာပေါ့နော်ညာဘယ်လိုပဲစိတ်ရှုပ်ဘလို့ပဲစိတ်လေးညစ်ညစ်နော်လက်ရှိမနေ့ပိုင်းလေးချင်းလောက်ရတော့လဲစိတ်တွေမှာရရကောင်းမြင်ပါတယ်လို့နော်ညာပါညနေပိုင်းမှာဘလို့ပဲကိုယ်ပဲအဆူမြင်တဲ့စိတ်တွေရှိနေပါစေမနေ့ကလေးချင်းပုံမှန်လုပ်မှဆိုရင်အကောင်းမြင်စိတ်တွေဝင်လာပြီးတော့ကောင်းမွန်တဲ့အရာတွေပဲကိုယ်စီချမှာဖြစ်ပါတယ်ကျွန်တော် YouTube channel တခုမှပြောရ YouTube မပြောအောင်တင်တဲ့တခုမှပြောတဲ့အတိုင်းပဲနော်ကိုကောင်းတဲ့လေးကြီးများများရှိမှကောင်းတဲ့လေးကြီးကောင်းတဲ့အရာများများရမှာဖြစ်ပါတယ်ကိုယ်မှဆေးရလေးကြီးတွေများများရှိနေတယ်ချိုးရရပါကိုယ်စီရမှာဖြစ်ပါတယ်ကဲနော်အားကြအားလုံးပဲကျွန်တော်ရဲ့နော်ကြည့်နေကြတဲ့တငယ်ချင်းပေါင်းနဲ့အကောလုံးလဲကောင်းလေးကြီးတွေများများတိဆောက်ပါနော်မနေ့ပိုင်းလေးကြီးကပုံမှန်လုပ်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကဲအားလုံးပဲနောက်ပြီးမှပြန်တွေ့ဆုံပါမယ်တဒါပါ